မြန်မာနိုင်ငံအနီးဆုံးအနားမှာရှိပြီးတော့မြန်မာတွေမပိုင်တဲ့ကျွန်းကိုကျွန်းအနားမှာရှိတဲ့အိန္ဒိယပိုင်ကျွန်းစုနာမည်ကအန်ဒမန်နဲ့နီကိုဘာကျွန်းစုများဖြစ်ပါတယ်။ဒီကျွန်းစုတွေဟာဘင်္ဂလားပင်လယ်အရှေ့ဘက်မှာတည်ရှိပြီးမြန်မာနိုင်ငံရဲ့ကိုကျွန်းများနဲ့ပထဝီဝင်ညအတော်နီးကပ်နေပါတယ်။အဲ့ဒီကျွန်းစုအတွင်းမှာ North Sentinel Island ဆိုတဲ့ကျွန်းတစ်ကျွန်းရှိပြီးအပြင်လောကနဲ့ဆက်သွယ်မှုမရှိသလိုအပြင်လူဝင်ရောက်လာတာကိုလက်မခံပဲတိုက်ခိုက်တတ်တဲ့ Sentinelese လူမျိုးစုနေထိုင်ကြပါတယ်။အပြင်လူတွေကျွန်းပေါ်တက်လာရင်လေးနက်စွာချိန်ချောက်မှုအဖြစ်မြင်ပြီးများနဲ့တိုက်ခိုက်တတ်တာကြောင့်လူရိုင်းလူမှုကြခဏခေါ်ကြပြီမဲ့အမှန်မှာသူတို့ဟာကိုပိုင်နယ်မြေနဲ့ဘဝကိုကာကွယ်နေတဲ့မူလဒေသခံလူမျိုးကမျိုးသာဖြစ်ပါတယ်။လူသားစားတဲ့ကျွန်းလားဆိုတဲ့မေခွန်းကတော့ယုံကြည်စိတ်ချရတဲ့တက်တဲ့အထောက်ထားမရှိပါဘူး။ Sentinelese လူမျိုးတွေလူသားစားတယ်ဆိုတဲ့အကြောင်းဟာပြင်ပကလူတွေကတန်တရားနဲ့ခံမှန်းပြောဆိုထားတာတွေအများကြီးပဲဖြစ်ပြီးသူတေသနာနဲ့အတီးပြူထားတဲ့အချက်လက်မရှိပါဘူး။သူတို့နဲ့ဓာတ်ရိုက်ဆက်သွယ်လစ်လာခွင့်ကိုလည်းအိန္ဒိယအစိုးရကတားမြစ်ထားတာကြောင့်အတွင်းပိုင်းအသေးစိတ်တွေကိုမသိနိုင်သလိုအထင်အမြင်အခြေပြုသတင်းတွေကိုသာကြားရတာများပါတယ်။ဒါကြောင့် Sentinelese တွေကိုလူသားစားသူတွေလို့သတ်မှတ်တာထက်သူတို့ရဲ့တီးခြိုင်းနေထိုင်မှုနဲ့ယဉ်ကျေးမှုကိုကာကွယ်ထားတဲ့လူမျိုးစုတစ်ခုအဖြစ်နားလည်သင့်ပါတယ်။အခုချိန်မှာတော့သူတို့ရဲ့လုံခြုံရေးနဲ့ကျန်းမာရေးကိုကာကွယ်ဖို့အတွက် North Sentinel Island ကိုဘယ်သူမှဝင်ရောက်ခွင့်မရှိအောင်အိန္ဒိယကတင်းကျပ်စွာကာကွယ်ထားပါတယ်။ပထဝီဝင်အရမြန်မာနိုင်ငံနဲ့နီးနေတော့လေဒီကျွန်းတွေကဘာကြောင့်အိန္ဒိယပိုင်ဖြစ်နေလဲဆိုတာကသမိုင်းကြောင်းနဲ့ဆိုင်ပါတယ်။ British အုပ်ချုပ်ရေးခေတ်မှာအန်ဒမန်နဲ့နီကိုဘာကျွန်းစုတွေကို British India အောက်မှာထည့်သွင်းအုပ်ချုပ်ခဲ့ပါတယ်။1958ခုနှစ်မှာအိန္ဒိယလွတ်လပ်ရေးရတဲ့အချိန် British India မှာပါဝင်ခဲ့တဲ့ဒီကျွန်းတွေကိုအိန္ဒိယကစက္ကန့်ယူခဲ့တာကြောင့်ယနေ့အချိန်အထိအိန္ဒိယနိုင်ငံပိုင်တဲ့အဖြစ်ဆက်လက်တည်ရှိနေခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe follow လုပ်ဖို့မမေ့နဲ့နော်။ဒါမှနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုများကိုဖန်တီးရန်အားရှိမှာမို့လို့ပါ။ကြည့်ရှုမှုအတွက်လည်းကျေးဇူးတင်ပါတယ်။